ငါပါခင်ဗျာကျွန်တော်ရောင်းချပေးနေတဲ့မူရိတာအင်ယာနှစ်နဲ့ပတ်သက်ပြီးတော့တချို့ကမူရိတာအင်ယာကလူရောစီရဲ့လားလူရောနေရဲ့လားမူရိတာအင်ယာအောက်မှာဘာတွေရရှိလဲလို့မေးထားတဲ့ကိုဘောဒီမျိုးတွေကိုကျွန်တော်ဒီမှာဗီဒီယိုလေးတစ်ပုဒ်နဲ့ဖြေကြားပေးမှာဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်မှာပါဒီမှာဆိုရင်အောက်မှာဆိုလဲစတိုးဆိုင်တွေဈေးဆိုင်တွေနဲ့ကုန်စုံဆိုင်တွေလည်းအများကြီးရှိပါတယ်ဗျတော့ beauty salon GNG အားလုံးအောက်မှာအကုန်ရှိတယ်ပေါ့နော်အောက်မှာဒီမှာဆိုလဲရုပ်ကောက်ဆက်လေးလည်းရှိမယ်ဒီမှာ beauty salon လေးလည်းရှိမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့မူရိတာအင်ယာရဲ့မင်းလမ်းမှာဖြစ်ပြီးတော့ဟောဘက်ဘေးဒီဘက်ဘေးမှာအကုန်လုံးဈေးဆိုင်တွေအကုန်လုံးရှိတယ်ပေါ့နော်ညနေပိုင်းလေးဖြစ်တဲ့အတွက်သူကလူရလဲအားလုံးကစီကားနေတယ်ပေါ့နော်ဒါကတော့ညနေပိုင်းညပိုင်းပေါ့နော်8 နာရီလောက်ရိုက်ထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်မူရိတာအင်ယာကိုဒီဘက်မှာတော့ type A ဒီဘက်မှာတော့ type B ဆိုပြီးတော့နှစ်ခုရှိတယ်ပေါ့နော်type A ဘက်မှာကဓာတ်လီက4သင်းရှိပြီးတော့ type B ဘက်မှာကတော့ဓာတ်လီက5သင်းရှိပါတယ်ဗျဟုတ်ကဲ့ဒီမြင်းကြီးလေးအခုမြင်နေရတဲ့မြင်းကြီးလေးတွေရဲ့ပေါက်ဈေးကတော့1850 1950ဆိုပြီးတော့ရောင်းကန်2ခန်းရှိမယ်ဗျဒီတလွာနဲ့စပြီးတော့ပေါ်ဆုံးကျွန်တော်တို့8လွာအထိကိုတော့ရောင်းကန်နေများစွာရှိပါတယ်တလွာကိုအကျဉ်းမြင်အပြင်850ဝန်းကျင်လောက်ကမှအပေါ်ဆုံး8လွာမှာတော့3500နဲ့ရောင်းဝယ်ပြီးလုပ်ပေးမှာဖြစ်ပါတယ်ခြားသောမူရိတာနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာများကိုလည်းကျွန်တော်ရဲ့ဗီဒီယိုလေးအောက်မှာမေးမြန်းလို့ရပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်